ဝေဖန်နေကြတဲ့သူတွေကိုတည့်ပြောလာတဲ့ထထထွန်းပိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်အနုပညာလုပ်တွေနဲ့အောင်မြင်မှုတွေကိုရောက်ရှိနေတဲ့တရုတ်ဆောင်ထထထွန်းကတော့အခုဆိုရင်တရုတ်ပြတ်တဲ့တရုတ်ဆောင်ချက်တွေကြောင့်ပိတ်သက်ရဲ့ဝေဖန်ပြောဆိုမှုတွေကိုခံရပြီးမန်တွေမှာအမျိုးမျိုးရေးသားထားကြတာကိုတွေ့ရပါတယ်ထထထွန်းကတော့ပွဲတစ်ခုကိုတရားလာခဲ့ပြီးသူရဲ့တရုတ်ဆောင်ချက်ဖြောပြမှုကနေပိတ်သက်ရဲ့ဝေဖန်ပြောဆိုတာကိုခံခဲ့ရတာဖြစ်ပြီးထထထွန်းကအခုလိုဝေဖန်ပြောဆိုနေကြတဲ့ပုံမှာလေထထထွန်းကအချင်းချင်းဆိုသလိုတုတ်ပြန်ဖြေရှင်းလာခဲ့ပါတယ်။ထထထွန်းကတော့သူအခုလိုတရုတ်ဆောင်တာကဖြောပြရေးတစ်ခုရာဖြစ်ပြီးညှိပြီးမှရိုက်ကူးထားတာဖြစ်တာကြောင့်အစိုးဘက်ကနေမြင်ပြီးဝေဖန်ပြောဆိုနေကြတာမျိုးကိုဆိုရင်တော့ဂရုမစိုက်ကြောင်းပွင့်ပွင့်လင်းလင်းပြောပြလာခဲ့ပါတယ်။ထထထွန်းကအခုဆိုရင်တရုတ်ပြတ်တဲ့တရုတ်ဆောင်ချက်တွေကြောင့်အားလုံးရဲ့ဝေဖန်ပြောဆိုတာကိုခံရပြီးအဲဒီပုံမှာလေထထထွန်းကအခုလိုပဲပြောဆိုလာခဲ့ပါတယ်။ထထထွန်းကိုသဘောကျတဲ့သူတွေရှိနေသူတွေကတော့သဘောကျတဲ့သူတွေတဝက်အတွက်ထက်ကဖြောပြပေးရမှာပဲသူများပြောလို့ရလိုက်ရတယ်ဆိုတာမရှိပါဘူးကိုကရက်ချင်စေရှိနေတော့သူများပြောလာလို့ရှိရင်သူတို့ပြောလို့ရက်တယ်ထင်ပါဆိုလို့မရက်ကိုမရက်တာပို့လို့တာကိုကအရွယ်တိုက်တဲ့အထဲမှာပါတယ်ဝေဖန်တာကိုကြောက်ပြီးတော့ရက်လိုက်တာတွေမျိုးမရှိခဲ့ပါဘူးဆိုပြီးတော့ထထထွန်းကပြောပြလာခဲ့ပါတယ်တရုတ်ဆောင်ထထထွန်းကတော့သူ့သဘောမကျတဲ့သူတွေအတွက်ကိုလည်းအကောင်းဆုံးစူးစမ်းသွားမယ်လို့ဆိုပါတယ်အခုဆိုရင်ထထထွန်းကတရုတ်ပြတ်တဲ့တရုတ်ဆောင်ချက်တွေကြောင့်လက်တလုံးမှာဝေဖန်မှုတွေမြင့်တက်နေပေမဲ့ထထထွန်းကတော့အနုပညာလုပ်တွေမှာအကောင်းဆုံးစူးစမ်းလုပ်ကိုင်ကဖြတ်တန်းနေပါတယ်အခုလက်ရှိမှာတော့ထထထွန်းကနွေရာသီ36ရုပ်ရှင်စကားမှာမင်းဖုံမြက်နဲ့အတူတရုတ်ဆောင်ထားပြီးထထထွန်းကနွေရာသီ36ရုပ်ရှင်စကားချင်းနဲ့ပိတ်တရီရဲ့အပေးမှုတွေကိုလည်းရရှိနေပါတယ်ထထထွန်းကတော့အခုချိန်မှာဘသူတွေဘာပဲပြောအကောင်းဆုံးစူးစမ်းနေပြီးသူဝတ္တနာပါတဲ့နုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးအခုလိုပဲပြောပြလာခဲ့ပါတယ်ထထထွန်းကအနုပညာလုပ်တွေမှာတော့ကိုသဘောမကျတဲ့သူတွေအတွက်ကိုသဘောမကျတဲ့သူတွေအတွက်ပို့ပြီးတော့စူးစမ်းသွားမယ်ကိုဝတ္တနာပါရီကိုတော့ဝေဖန်မှုတွေကြောင့်ဘယ်တုန်းကမှရက်တန့်ဖို့မစင်စားခဲ့ဘူးပေါ့နော်ကိုရအလုပ်တွေအပေါ်မှာပဲပို့ပြီးတော့စူးစမ်းသွားမယ်အခုဆိုရင်ရိုက်ကူရဲ့အတစ်တွေလာပြောထားတွေရှိတယ်အကောင်းဆုံးစူးစမ်းသွားမှာပါဆိုပြီးထထထွန်းကပွင့်ပွင့်လင်းလင်းပြောပြလာခဲ့ပါတယ်အခုဆိုရင်ထထထွန်းကနွေရာသီ36ရုပ်ရှင်စကားကြီးမှာအကောင်းဆုံးစူးစမ်းထားပြီးရုပ်ရှင်စကားကြီးနဲ့ပတ်သက်ပြီးတရုတ်ဆောင်ထထထွန်းကအခုလိုပဲပြောပြလာခဲ့ပါတယ်ထထထွန်းကမင်းဖုံကအရင်လာကျင်တာကင်မရာဘက်ကိုခိုးတာမင်းသမီးကိုကြည့်ပြီးကြည့်သွားတဲ့အခါမှာအမှန်ကသူတက်တိုင်ကြီးကိုကြည့်နေတာသွားမျက်နှာကိုဘယ်တော့မှတက်မကြည့်ဘူးမင်းသားရေခဲသုံးနဲ့တွေ့ရင်ရေခဲသုံးဖြစ်မယ်သွားကမဆွေအမိလိုက်တာမင်းသားမလျှော့ဒီစကားမှာတော့အားလုံးကအကောင်းဆုံးစူးစမ်းထားပါရဆိုပြီးပြောပြလာခဲ့ပါတယ်ဟုတ်ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျွန်မတို့ရဲ့ channel လေးကနေပြီးတော့ဇေဝဝန်စားအဖွဲ့ရာဆယ်လီတင်းကြောင်းအသစ်နဲ့တူပြန်လာခဲ့အောင်မှာဖြစ်လို့အသစ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနောက်ချက်ပေးခေါင်းလေးကိုလည်းနေထားပြကြပါရှင်အဆုံးထိအပိကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်